ချင်းသေးကဆိုတာကရှေးခေတ်ရိုးရာတွေကနေဆင်းသက်လာတဲ့အကတစ်ခုဖြစ်ပြီးတော့တိုက်ပွဲခေါ်တန်ဆိုပြီးတော့လည်းနာမည်ကြီးပါတယ်။တစ်ဖက်နဲ့တစ်ဖက်ပြန်ရမယ်ဘယ်ပွဲမဆိုအနည်းဆုံးတော့ချင်းသေးအကလေးပါလိုက်မှအားတက်စရာပြန်ပွဲတစ်ခုရဲ့ယုံလုံးကိုပေါ်သွားစေပါတယ်။နောက်ပိုင်းမှာလည်းချင်းသေးအကဆိုတာကဖျော်ဖြေရေးတက်အကတစ်ခုတော့ဟုတ်မနေပဲ။ကိုယ်တိုင်ဝင်ပြီးတော့ပြန်ဆိုင်ရတဲ့အကပြန်ပွဲတစ်ခုကိုပြောင်းလဲသွားပြီးတော့လူတွေကလည်းတော်တော်ကြိုက်လာကြပါတယ်။ရွာငယ်လေးတစ်ခုမှာအားကျွမ်းလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကချင်းသေးအကကိုအရန်ကြိုက်တာမလို့သူတို့ရွာထဲမှာကျင်းပနေတဲ့ချင်းသေးအကပွဲကိုလည်းစပိန်နဲ့ရအောင်သွားနေပါတယ်။တနေ့မှတစ်ခါပဲခါကြီးရဲ့ကြီးမှကျင်းပတဲ့အကပွဲတွေလည်းဖြစ်နေပြန်တာမလို့အဲ့ဒီပွဲမှာလည်းလူကလည်းတအားများနေပါတယ်။ပွဲကိုအရန်ကြည့်ကျင်နေတဲ့အားကျွမ်းကလည်းသူ့ရဲ့အရှိကလူတွေကိုကြော်ပြီးတော့ကြည့်ကျင်ပေးမယ်ရှေ့ကိုဆက်ပြီးတော့တိုးလို့များဖြစ်နေတာမလို့အောက်ကိုငုံလိုက်ပြီးတော့လူတွေရဲ့ခွာကြားတဲ့ကနေပြီးတော့မှရှေ့ဆုံးကိုရှောင်အောင်သွားကြည့်လိုက်ပါတယ်။သူအရန်ကြိုက်တဲ့အကားဖြစ်တာကြောင့်မလို့အောက်ဘက်မှာကြာနေတဲ့ဖျဲသီးအခွန်တစ်ခုကိုကောက်ကင်လိုက်ပြီးတော့ချင်းတီခေါင်းကိုကင်တယ်လို့မျိုးသူကိုယ်တိုင်ကလည်းကားကျင်တာကြောင့်မလို့ပွဲရဲ့အခြေဆုံးကနေပြီးတော့မှကနေပေးမယ်အဲ့ဒီပွဲကိုကမယ်ချင်းတီအနက်ပွဲနဲ့ဝင်တိုင်းပြီးသွားပါတယ်။အားကျွမ်းရဲ့ဖျဲသီးကိုလည်းကွဲအောင်ရိုက်လိုက်ပြီးတော့ယူထားပြီးလိုက်ကမနေဖို့အတွက်ပြောလိုက်တဲ့အပြင်နေ့တည်းမှာကျင်းပတဲ့ပွဲဖြစ်တာကြောင့်မလို့အားကျွမ်းကိုလည်းအန်ပေါင်းရထားတာမရှိဘူးလားဆိုပြီးမေးလိုက်ပါတယ်။သူပိုးပေးထားတဲ့အန်ပေါင်းကိုလည်းအားကျွမ်းကထုံမပေးခြင်းပေမဲ့ချင်းတီနဲ့အဖွဲကလူတွေကအနိုင်ကျင့်နေတာမလို့သူရထားတဲ့အန်ပေါင်းကိုလည်းကြောက်ကြောက်နဲ့ထုတ်ပေးလိုက်ရပါတယ်။အဲ့ဒီအချိန်ချင်းသေးကောင်အနေနဲ့လူတယောက်ကရောက်လာပြီးတော့လက်ထဲကအန်ပေါင်းကိုလည်းပြန်ပြီးလူယူသွားပါတယ်။ပြီးတော့တိုင်းနေစီကိုသွားလိုက်ပြီးအားလုံးရဲ့အရှိမရဲကြည့်နေလိုက်တော့သူ့ရွာကိုလာပြီးတော့ချင်းသေးအကရဲတဲ့လူကိုကြည့်လိုက်ကချင်းသေးနဲ့အဖွဲကလည်းစိတ်တူသွားပြီးတော့ဝင်ပြိုင်ဖို့လုပ်လိုက်ပါတယ်။အားကျွမ်းရဲ့အန်ပေါင်းကိုလည်းတိုင်းနေရဲ့အဖော်ဆုံးမှာတင်ထားလိုက်တာကြောင့်မို့လို့ချင်းသေးအနက်နဲ့အနီးကလည်းတိုက်ခိုက်လိုက်ရင်းနဲ့တဖြည်းဖြည်းနဲ့အပေါ်ကိုတက်ကအန်ပေါင်းကိုရှာဖို့အတွက်တယောက်တည်းစီချနေလိုက်ကြပါတယ်။အားကျွမ်းကလည်းသူ့ရဲ့ရွာကအဖွဲကိုတောင်အမတ်ပေးပဲနဲ့သူ့အန်ပေါင်းကိုပြန်ပြီးယူပေးနေတဲ့ချင်းသေးအနီးကိုပဲအားပေးနေတာကြောင့်ချင်းသေးအနီးကလည်းအန်ပေါင်းကိုရှာအောင်ယူပေးလိုက်ပြီးတော့ချင်းသေးနဲ့ကိုလည်းအနိုင်ယူပစ်လိုက်ပါတယ်။သူ့ဘော်ကနေခုံပြန်သွားတဲ့ချင်းသေးအနီးကိုအားကျွမ်းကမောကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒါကမိန်းကလေးတစ်ယောက်ဖြစ်နေတာကိုလည်းသိလိုက်ရပါတယ်။ရှုံးသွားတဲ့ချင်းသေးနဲ့ဖွဲကလည်းစိတ်လိုသွားပြီးတော့ချင်းသေးအနီးကိုလိုက်ဖမ်းနေတာကြောင့်အားကျွမ်းကလည်းသူ့ရဲ့စပိန်နဲ့တင်ခေါ်ပေးသွားလိုက်ပြီးတော့ချင်းသေးနဲ့ရဲ့ဖွဲကနေပြီးတော့မှလွတ်အောင်ကူညီပေးလိုက်ပါတယ်။ချင်းသေးနဲ့ဖွဲကလည်းအနောက်ကနေပြီးတော့မှမိအောင်လိုက်နေပြီးမဲ့ဈေးထဲကိုစပိန်နဲ့သွားနေတာကြောင့်ဈေးထဲကအတားကြီးတွေကိုဝင်တိုက်မိသွားကြပြီးတော့အနောက်ဘက်မှာပြက်ကျန်နေခဲ့ပါတယ်။တောင်ပေါ်ကိုခေါ်သွားပေးလိုက်တာကြောင့်မလို့နှစ်ယောက်သားကလွတ်သွားပြီမယ်။တောင်ပေါ်ကိုစပိန်နင်းလိုက်ရတဲ့အတွက်ကတော့အားကျွမ်းကတော့ပင်ပန်းသွားပါတယ်။ဒီလိုနဲ့တောင်ထိပ်မှာခဏနားလိုက်ကြပြီးတော့စကားပြောလိုက်ကြကတယောက်အကြောင်းကိုတယောက်ပြောရင်မိတ်ဆက်လိုက်ကြပါတယ်။အားကျွမ်းရဲ့နာမည်ကိုကြားလိုက်ရတော့အဲ့ဒီမိန်းကလေးကလည်းအံ့ဩသွားပြီးတော့သူ့ရဲ့နာမည်ကပါအားကျွမ်းဖြစ်နေတယ်ဆိုတာကိုပြန်ပြောလိုက်ရင်းနဲ့ဘာကြောင့်မိန်းကလေးနာမည်ကြီးကိုပေးထားရလာလဲဆိုပြီးမေးလိုက်တော့သူကငယ်စဉ်ကနေမကောင်းတာမလို့ကံကောင်းအောင်လို့သူရဲ့မိဘတွေကမိန်းကလေးနာမည်ကိုမှဲ့ပေးခဲ့တယ်ဆိုပြီးတော့အားကျွမ်းကရှင်းပြလိုက်ပါတယ်။စလုံးပေါင်းတွေကအစာတူနေတာကြောင့်မလို့မိန်းကလေးအားကျွမ်းကလည်းသူတို့တွေ့ရတာကရေသက်ပါလို့ဖြစ်တယ်ဆိုပြီးတော့ပြောလိုက်ရင်းနဲ့ခုနကပွဲထဲမှာအားကျွမ်းကနေတာကိုတွေ့လိုက်ရတာကြောင့်သူရဲ့ချင်းလေးကောင်းကိုလည်းအားကျွမ်းကိုလက်ဆောင်ပေးပြလိုက်ပါတယ်။အဲ့ဒီချင်းလေးကောင်းကိုဆုတ်ခိုင်းလိုက်ပြီးတော့မျက်စိမိတ်ထားဖို့အတွက်ပြောလိုက်ရင်အနိုင်ကျင့်ခံနေရတဲ့ငတုံးတယောက်လုံးနေတာထက်ကိုယ်တိုင်ဝါသနာပါတာကိုလုပ်ဖို့အတွက်မှာပေးလိုက်ပြီးတော့မြို့မှာချင်းလေးအကပြိုင်ပွဲရှိတာကြောင့်မလို့အဲ့ဒီပြိုင်ပွဲကိုဝင်ပြိုင်ကြည့်တင်နေဆိုပြီးတော့ပါအားပေးသွားပါတယ်။အားကျွမ်းကလည်းကြောင်ညာစာရွက်ကိုကြည့်လိုက်တော့မိန်းကလေးအားကျွမ်းကအရင်နှစ်အကပြိုင်ပွဲရဲ့ချန်ပီယံဖြစ်နေတာကိုသိသွားပါတယ်။ဒီပြိုင်ပွဲကိုသူကပြိုင်နိုင်မှမလားဆိုပြီးတော့လမ်းမေးနေတော့အားကျွမ်းရဲ့ကောင်းဘောကိုလက်ပံပင်ကျွတ်ကျသွားတာကြောင့်မလို့ဒါကိုတွေးလိုက်ရတဲ့မိန်းကလေးအားကျွမ်းလည်းကြိုးစားမယ်ဆိုလို့ရှိရင်အရာရာတိုင်းကဖြစ်နိုင်တဲ့အကြောင်းနဲ့အခုလိုမျိုးကောင်းဘောကိုကျွေးကြတဲ့ပန်းကသူရဲ့ကောင်းပန်းလို့လည်းအများကခေါ်ကြသေးတာမလို့အားကျွမ်းတဲ့တကယ်ဖြစ်နိုင်ပါတယ်ဆိုပြီးတော့ပြောပေးလိုက်ပါတယ်။မိန်းကလေးအားကျွမ်းကလည်းချင်းလေးအကပြန်ပွဲအကြောင်းကိုရွာမှာလာပြီးတော့ကြော်ညာနေတဲ့တခြားမျိုးကမျိုးသူတယောက်ဖြစ်တာမလို့သူ့ကိုကယ်တင်ပေးတဲ့အားကျွမ်းကိုလည်းကျေးဇူးတင်စကားပြောပေးခဲ့လိုက်ပြီးတော့အားပေးစကားပါပြန်ပြီးတော့ပြောပေးသွားပါတယ်။ညဘက်ရောက်တော့အဖိုးဖြစ်သူနဲ့ညစာစားနေတုန်းမှာပဲမြို့မှာသွားပြီးအလုံးလုံးနေတဲ့မိဘတွေစီကနေပြီးတော့မှဖုံလာတာမလို့မိဖို့နှစ်ယောက်ကလည်းတအားပြောသွားပြီးတော့ဖုံသွားပြောလိုက်ကြပါတယ်။နေ့တည်းမှာမိဘတွေရွာကိုပြန်လာမယ်ဆိုပြီးတော့အားကျွမ်းကထင်နေပေမဲ့သူရဲ့မိဘတွေကအခုထိပတ်စံစုလို့မလောက်သေးတာကြောင့်မလို့ပြန်မလာနိုင်သေးဘူးဆိုတာကိုလည်းသိလိုက်ရပါတယ်။အားကျွမ်းကတော့ဒီတိုင်းအလုံများနေလို့ပြန်မလာနိုင်တာပဲဆိုပြီးတော့ထင်နေပေမဲ့စောက်လို့ရေးဆိုင်မှာအလုပ်လုပ်နေတဲ့သူရဲ့မိဘတွေကစားတော့ရေးမှတောင်ခက်ခဲနေပေမဲ့အားကျွမ်းကိုကြောင်းထားပေးချင်တာကြောင့်မလို့လိန်ပြောနေတာပဲဖြစ်ပါတယ်။မိဘတွေပြန်မလာနိုင်ဘူးဆိုတာကိုသိလိုက်ရပေမဲ့နားလေတဲ့အားကျွမ်းကလည်းသူ့ရဲ့ဘေးမှာအဖို့ရှိနေတာမလို့နောက်နေ့ပြန်လာမယ်ဆိုလို့ရှိရင်သူကပတ်စံရှာပေးမှဖြစ်တဲ့အကြောင်းမလို့အဲ့ဒီအခါကျလို့ရှိရင်အမေတို့အေးဆေးနေလို့ရပြီဆိုပြီးတော့အဖေစကားပြန်ပြောလိုက်ပါတယ်။အဲ့လိုအားပေးစကားပြောပြီးတော့ဖုန်းထဲမှာတော့အဆင်ပြေခြင်းအဆောင်နေလိုက်ပြီးမဲ့ဖုန်းချသွားတာနဲ့သူရဲ့မိဘတွေကဒီနှစ်မှလည်းအိမ်ကိုပြန်မလာနိုင်တာကြောင့်မလို့ဝမ်းနေသွားပြီးတော့ဖခင်ရုပ်ထုရှိမှသွားပြီးတော့ထိုင်နေလိုက်ပါတယ်။မိဘတွေနဲ့ငယ်စဉ်ကပုံလေးကိုပြန်ကြည့်လိုက်ရင်းနဲ့ဖခင်မှသူရဲ့မိဘတွေအများဆုံးပြန်လာပါသေးဆိုပြီးတော့ဆူတောင်းရင်းနဲ့အားကျွမ်းပေးထားတဲ့ချင်းလေးအကပြန်ပွဲအကြောင်းကိုပြန်ပြီးတော့တွေးမိသွားပါတယ်။သူရဲ့မိဘတွေကလည်းပြန်ပွဲလုံးမဲ့မြို့မှာပဲလှုပ်လှုပ်နေတာကြောင့်ပြန်ပွဲကိုသွားပြန်ရင်သူရဲ့မိဘတွေကိုတွားတွေးမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်နောက်နေ့ကိုရောက်တော့သူ့ရဲ့တငယ်ချင်းအားမောင်စီကိုတွားလိုက်ပြီးတော့သူကချင်းသေးအကပြိုင်မှာဖြစ်လို့
သူနဲ့အတူတူချင်းသေးအကကိုဝင်ပြန်ကြမလားဆိုပြီးတော့သွားခေါ်လိုက်ပေမဲ့အားမောင်ကတော့တန်းပြီးညင်းလို့လိုက်ပါတယ်အားကျွမ်းခိုင်းထားတဲ့ချင်းသေးကောင်းကိုလည်းတွေးလိုက်တော့ရောင်းစားဖို့အတွက်ပြောလိုက်ပေမဲ့အဲ့ဒါကမိန်းကလေးတယောက်ပေးသွားတာဆိုပြီးတော့တီးလိုက်ရတာကြောင့်မလို့အဲ့ဒီမိန်းကလေးကလှလားဆိုပြီးတော့ပြန်ပေးလိုက်ပါတယ်အားကျွမ်းကလည်းလက်ကန်းစာဆောင်တွေကပုံကိုပြပေးလိုက်တော့သူ့ကိုချင်းသေးကောင်းပေးသွားတဲ့အပြင်အခပြိုင်ပွဲကိုဝင်ပြန်ကြည့်ဖို့အတွက်ပြောသွားတဲ့မိန်းကလေးဖြစ်တယ်ဆိုတာကိုပြလိုက်ပါတယ်ဒါကြောင့်ဒီပြိုင်ပွဲကိုသွားမယ်ဆိုလို့ရှိရင်မိန်းကလေးအားကျွမ်းကိုတွေးရနိုင်တယ်ဆိုပြီးတော့အားမောင်ကတည်သွားတော့ချက်ချင်းပဲချင်းသေးအကပြိုင်ဖို့ကငယ်စဉ်ကတည်းကအိမ်မက်တွေဘာတွေတန်းပြီးတော့ဖြစ်ကုန်ပါတယ်ဒီလိုနဲ့ဘုံတီးပေးမဲ့သူကလည်းလူနေသေးတာကြောင့်မလို့အားမောင်ကလည်းသူ့ရဲ့တငယ်ချင်းဖြစ်တဲ့အာကိုစီကိုခေါ်သွားပေးလိုက်ပါတယ်အာကိုကအသားဆိုင်မှာအလုပ်လုပ်နေတာမလို့အစားကတော့အားကျွမ်းတို့ဘုံတီးပေးဖို့တောင်းဆိုတာကိုညှင်းလိုက်ပေမဲ့ဗန်ထဲမှာရှိနေတဲ့အသားလုံးတွေကိုဒီတိုင်းကျွေးတဲ့ထင်ပြီးတော့ယူစားနေတာကြောင့်မလို့ဒါကိုတွေ့သွားတဲ့ဆိုင်ရှင်ကတန်းတွေ့ပြီးတော့အလုပ်ဖြုတ်ပြလိုက်ပါတယ်အလုပ်ပြုတ်လာတဲ့အာကိုကလည်းအားကျွမ်းတို့ပြိုင်ပွဲကအနေစားငိမ့်ဆိုတာကိုတီးလိုက်ရတဲ့အခါမှာတော့သူကလည်းပြိုင်ပွဲတွေကိုဝင်မယ်ဆိုပြီးပြောလိုက်ပါတယ်အပွဲကတော့ဆုံးပြီးဖြစ်ပေမဲ့တီးစရာပုံမရှိတာကြောင့်မလို့ဈေးထဲကိုသွားပြီးတော့အလူခံလိုက်ကြပေမဲ့လမ်းမှာချင်းသေးနဲ့ဖွဲ့နဲ့ထပ်တွေ့သွားပြီးတော့ရန်ချခံလိုက်ရပါတယ်ချင်းသေးနဲ့ကောင်ဆောင်ကမိန်းကလေးအားကျွမ်းကိုရှုံးသွားတာကြောင့်မလို့အခုထိစိတ်တုံနေတုံးပဲဖြစ်ပြီးအားကျွမ်းစီမှာရှိတဲ့ချင်းသေးနီကောင်ကိုမြင်လိုက်ရတဲ့အခါမှာတော့စိတ်တူပြီးတော့ပျက်စီးပြလိုက်ပါတယ်အားကျွမ်းကလည်းစိတ်တူပြီးတော့ပြန်ပြီးတိုက်ခိုက်ဖို့အတွက်လုပ်ပေမဲ့သူတို့၃ယောက်ပဲအချခံလိုက်ရပါတယ်၃ယောက်သားတန်ရပလက်ပွားနဲ့ပြန်လာကြပြီးတော့ပုံကိုဝယ်ဖို့အတွက်ပတ်စံကမရတဲ့အပြင်ချင်းသေးကောင်ကပါပျက်စီးသွားတာကြောင့်မလို့သူတို့ရဲ့အိမ်မက်တွေကိုလက်လျှော့လိုက်ပြီးတော့ဒီတိုင်းပဲလှည့်ပြန်ဖို့အတွက်လုပ်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲပုံစံတစ်ခုကိုကြားလိုက်ရတာကြောင့်မလို့ပြန်တက်လာပြီးတော့ပုံစံရှိရာကိုလမ်းကြည့်လိုက်တော့တခြားတင်တန်းကြောင့်တစ်ခုကနေပြီးတော့မှလာတဲ့အတန်ဆိုတာကိုတွေးလိုက်ရပါတယ်သူများတွေကပစ္စည်းအစုံလေးနဲ့လေ့ကျင့်နေတာကိုတွေးလိုက်ရတော့သူတို့လည်းတနာသွားတာကြောင့်စိတ်မကောင်းဖြစ်သွားပေမဲ့အားစားတင်ထားလိုက်ပြီးတော့လက်မလျှော့လို့ဖို့အတွက်ဆုံးဖြတ်လိုက်ရင်းနဲ့ရအောင်ပြိုင်မယ်ဆိုပြီးတော့ငိုရင်းနဲ့ပြောလိုက်ကြပါတယ်ဆုံးဖြတ်ပြီးတဲ့နောက်နေ့မှာပဲအကတင်ပေးနိုင်တဲ့တင်တန်းရှိကိုသွားလိုက်ပြီးတော့အတနာခံမှုလုပ်လိုက်ပြီးတင်တန်းရဲ့ရှိမှရပ်ပေါင်းများစွာ၃ယောက်သားကလည်းထိုင်ဆောင်နေလိုက်ကြပါတယ်ဒါပေမဲ့တင်တန်းဆရာကခီးထောက်သွားတာကြောင့်မလို့3လလောက်ကြာမယ်ဆိုတာကိုသိလိုက်ရတာကြောင့်မလို့စိတ်ပြတ်သွားပြီးတော့ပြန်ဖို့လုပ်ပေမဲ့တန်ရှင်ရဲ့အဖိုးကြီးကအားကျွမ်းတို့အတွက်အခတင်ပေးနိုင်တဲ့နောက်ထပ်ဆရာရှိတဲ့အကြောင်းကိုပြောပေးလိုက်ပါတယ်အဲ့ဒီဆရာရှိရာကိုလည်းမြေပုံမှာပြပေးလိုက်တာကြောင့်မလို့အားကျွမ်းတို့ကလည်းမြေပုံတိုင်းလိုက်သွားလိုက်ပေမဲ့အဖိုးကြီးပေးလိုက်တဲ့မြေပုံကလည်းအမှားကြီးဖြစ်နေပါတယ်ဒုတိယတစ်ခေါက်မှလည်းမြေပုံကိုထပ်ပေးလိုက်ပေမဲ့ဒုတိယမြေပုံကပါအမှားကြီးဖြစ်နေတာမလို့နောက်ဆုံးမှာတော့အားကျွမ်းတို့ကလည်းအဲ့ဒီတန်ရှင်ရဲ့အဖိုးကြီးကိုလမ်းပြအနေနဲ့မှားသွားကြပါတယ်အဖိုးကြီးရဲ့ခြေသူနဲ့ပဲနေရာတစ်ခုကိုရောက်လာကြပြီးတော့အဲ့နေရာကငါးရောက်ဆိုင်တစ်ခုဖြစ်နေတာကိုတွေ့သွားပါတယ်။ဆိုင်ရဲ့အခြေအနေကိုကြည့်လိုက်ကြပြီးတော့အထက်ကနေထွက်လာတဲ့ဆိုင်ပိုင်ရှင်ရဲ့ပုံစံကိုပါတွေ့လိုက်ရတာကြောင့်သူတို့ကိုလမ်းမပြီးတော့ထပ်ခေါ်လာပြီးဆိုပြီးတင်သွားကလှည့်ပြန်ချဖို့အတွက်လုပ်လိုက်ကြပါတယ်။အဲ့ဒီဆိုင်ပိုင်ရှင်ရဲ့နာမည်ကရှန်ရီချန်လို့ခေါ်ပြီးတော့ချင်းလေးအကကိုသူ့ရွာမှာအတော်ဆုံးလူတစ်ယောက်ဖြစ်ခဲ့တာမလို့သူ့ဆိုင်မှာရှိတဲ့ငါးတဲ့ချင်းတောင်းတဲ့တောင်မှာအကကိုကာရင်းနဲ့အလုံးလုံးနေတာကိုတွေ့သွားပါတယ်။ကားကွက်တွေကရေလေမိုက်တာကြောင့်မလို့အားကျွမ်းတို့ကလည်းအံ့ဩတကြီးကြီးနေကြပေမဲ့ဆရာကြီးကိုယ်တိုင်ကလည်းမိမကိုမနိုင်တာကြောင့်မလို့ငါးနဲ့အရိုက်ခံလိုက်ရတာကိုတွေ့လိုက်ရပါတယ်။ရှန်ရင်ချန်ရဲ့မိမကလည်းအဲ့ဒီချင်းဒီအကကိုမကဖို့အတွက်ပိတ်ပင်ထားတာပဲဖြစ်ပြီးတော့သူတို့စားဝေးနေရတဲ့ဝါသနာထက်အလုပ်ကိုပို့ပြီးတော့အရင်ဆုံးဦးစားပေးဖို့အတွက်ပြောနေပါတယ်။သူတို့ကိုအခတင်ပေးနိုင်တဲ့ဆရာကရှန်ရင်ချန်ဆိုတာကိုတီးလိုက်ရတာကြောင့်မလို့ချက်ချင်းပဲဆရာကောက်တင်လိုက်ကြပြီးငါသွားဖို့တဲ့ဆရာချန်ရဲ့အနောက်ကနေပြီးတော့မှပြေးလိုက်သွားကြပါတယ်။ပြီးတော့ပိုးမယ်ငါးတွေကိုလည်းဝိုင်းကူတည်ပေးလိုက်ကြပြီးတော့ပြန်ပွဲအကြောင်းကိုပြပြပေးလိုက်တော့ဆရာချန်ကိုယ်တိုင်ကလည်းချင်းသေးအကအကြောင်းကိုကြားလိုက်ရတဲ့အခါမှာတော့ရင်ထဲမှာတလက်လက်ဖြစ်သွားပါတယ်။ဒါပေမဲ့ငါးလာပူတာနောက်ကျလို့မလို့စိုင်းပိုင်ရှင်နေစုတာကိုခံလိုက်ရတာကြောင့်မလို့သူ့ရဲ့မိမပြောတာတွေကိုပြန်ပြီးတော့အမှတ်ရသွားပြီးသူကအလုံးလုံးရအောင်ဖြစ်တာကြောင့်မလို့ဝင်မပြိုင်နေပါဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။အားကျွမ်းတို့ကလည်းသူတို့ပဲပြိုင်မှာဖြစ်တာကြောင့်မလို့အဲ့ဒါဆိုလို့ရှိရင်သူတို့ရဲ့နီးပြလုပ်ပေးဖို့အတွက်ပြောလိုက်ပါတယ်။အားကျွမ်းတို့၃ယောက်ရဲ့ပုံစံကပြိုင်ပွဲကိုဝင်ဖို့အတွက်ကြိုက်ခိုက်မှုမလုံလောက်တဲ့ပုံစံဖြစ်နေတာမလို့သူကတင်မပေးနိုင်တဲ့အကြောင်းကိုပြောလိုက်ပြီးတော့သူ့ကိုကူညီပေးလို့ရေခဲမုတ်ဝယ်စားဖို့အတွက်မုံဘူးပေးသွားပြီးတော့ပြန်သွားလိုက်ပါတယ်။လက်မလျှော့သေးတဲ့အားကျွမ်းတို့၃ယောက်ကလည်းနောက်နေ့မှာဆရာချန်ရဲ့ဆိုင်ရှိကိုသွားပြီးတော့ထိုင်ဆောင်နေကြတဲ့အပြင်ငါ့ဖို့သွားပြီးဆိုလို့ရှိရင်ဆိုင်ကယ်ရဲ့အနောက်ကနေပြီးတော့မှပြေးလိုက်သွားနေကြပါတယ်။သူရဲ့နောက်ကိုလိုက်နေတဲ့အားကျွမ်းတို့ကိုတတိထားမိသွားတဲ့ဆရာချန်ကလည်းသူများတွေလေးချင်းတဲ့တနည်းအားကိုခေါ်သွားပေးလိုက်ပြီးဆိုင်ကယ်အုပ်ထုပ်ကိုတုံးပြီးတော့သူ့ကိုချင်းသေးအကပြပေးဖို့အတွက်ပြောလိုက်တာကြောင့်မလို့အားကျွမ်းကလည်းကပြပေးလိုက်ပါတယ်။အဲ့ဒါကိုကြည့်ပြီးတော့ဘေးကလူတွေအကုန်လုံးကလည်းဝိုင်းပြီးရှိနေကြတာမလို့အားကျွမ်းတို့ပုံစံနဲ့ဘလို့မှချင်းသေးအကကိုကလို့မရဘူးဆိုပြီးဆရာချန်ကပြောလိုက်ပါတယ်။အားကိုကဝိုင်းရုပ်ပေါက်နေလို့အားမောင်ကတော့မြောက်ရုပ်ပေါက်နေလို့နဲ့အားကျွမ်းကတော့ကြောင်ရုပ်ပေါက်နေလို့ဆိုပြီးတော့မညာမတာပြောပြီးတော့ညင်းလိုက်ပေမယ့်သူတို့ကိုဘလို့ပဲပြောနေပါစေအားကျွမ်းကတစ်ချိန်လောက်တော့စူးစမ်းခွင့်ပေးပါဆိုပြီးတော့တောင်းဆိုလိုက်ပါတယ်။ဘလောက်ပဲသူတို့ကရုပ်ဆိုးနေကြပါစေအဓိကစူးစမ်းခြင်းစိတ်ပဲဖြစ်တာမလို့ဘလောက်ထိပဲဒုက္ခများနေပါစေသူတို့ကချင်းသေးအကကိုကဖို့အတွက်လက်လျှော့မှာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အားကျွမ်းကအတီပေါက်ပြောနေတယ်ဆိုတာကိုရိပ်မိသွားတဲ့ဆရာချန်ကလည်းနောက်ထပ်၅တဲ့ကိုပြစ်ပေးလိုက်ပြီးသူ့နောက်ကိုဆက်ပြီးတော့ပြေးလိုက်ဖို့နဲ့ချင်းသေးအကကားကျင်တယ်ဆိုလို့ရှိရင်ကိုယ်တိုင်ကတန်မာဖို့လိုတယ်ဆိုတာကိုပြောပေးလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတော့သူတို့ကိုအကတင်ပေးဖို့အတွက်ဆရာချန်ကလက်ခံလိုက်ပြီးဆိုတာကိုနားလဲတော့ကြပြီးတော့ပေးထားတဲ့ငါးတွေကိုတည်ပြီးတော့မမောနိုင်မပန်းနိုင်အပြော်လုံးပြီးတော့ပြေးလိုက်သွားကြပါတယ်။
နောက်နေ့မှာတော့ဆရာချန်ကအကတင်ပေးပေမဲ့သူ့ရဲ့မိမကိုလည်းကြောက်ရသေးတာမလို့မိမမကြည့်တဲ့အချိန်မှာပဲအနောက်ကနေပြီးတော့မှအကွက်တွေကိုဘယ်လိုမျိုးခါရမလဲဆိုတာကိုပြပေးနေလိုက်ပါတယ်ဘုံဘလို့တီးရမလဲဆိုတာကိုဆရာချန်ကလှမ်းပြီးတော့ပြပေးလိုက်ရင်းနဲ့အကတင်နေကြတဲ့အာကျွမ်းတို့ကလည်းသူ့ရဲ့အဖိုးကိုပျက်စီးသွားတဲ့ချင်းတီကောင်းကိုတွားပြီးတော့ချုပ်ခိုင်းနေကြပါတယ်မိဘတွေကိုတွေးချင်လို့အာကျွမ်းကလည်းဒီဘက်မှာစူးစမ်းနေပြီးတော့သူ့ရဲ့မိဘတွေကလည်းအာကျွမ်းကိုအများဆုံးတွေးနိုင်အောင်အလုပ်ပို့ပြီးတော့စူးစမ်းနေပါတယ်ဆရာချန်ကလည်းသူ့မှာရှိတဲ့ပညာတွေကိုရသလောက်သင်ပေးနေပြီးတော့တက်လုံကောင်းဖို့အတွက်ပါရင်ကုန်နီးပါသင်ပေးနေပါတယ်ဆရာချန်ရဲ့မိမကလည်းစပြီးတော့တတိထားမိလာတဲ့အပြင်အာကျွမ်းတို့၃ယောက်ကိုပါခေါ်ပြီးတော့ထမင်းကျွေးနေပါတယ်အဲ့လိုလုပ်ပေးတာကလည်းအာကျွမ်းတို့၃ယောက်ကငါပိုးတဲ့နေရာမှာလိုက်ပြီးတော့ကူညီပေးတာကတကြောင်ချင်းလေးအကအကြောင်းကိုပြောလို့ချင်းရင်အရန်ပြောနေတဲ့ဆရာချန်ရဲ့အပြုံးတွေကိုပြန်ပြီးတော့မြင်ရတာမလို့ပဲဖြစ်ပါတယ်ညဘက်ရောက်တော့လေညစာပါအတူစားလိုက်ကြရင်းနဲ့ချင်းလေးအကကတာကိုအာကျွမ်းကပြောမိသွားတော့ဆရာချန်ကလည်းမနှဲလိမ်မှုအတွက်စူးစမ်းလိုက်ပြီးတော့သူ့ရဲ့မိမသူ့ကိုရိုက်ပြီးဆိုလို့ရှိရင်ဝိုင်းထားပေးဖို့အတွက်ပြောလိုက်ပါတယ်အာကျွမ်းတို့ကလည်းရန်ဖြစ်မဲ့ထင်ပြီးတော့ဘေးကိုထွက်ပြေးလိုက်ကြကမိသားစုကိစ္စဆိုတာကဝေမပါကောင်းမှုဆိုပြီးတော့လုံနေလိုက်ကြပြီမယ်ဆရာချန်ရဲ့မိမကဆရာချန်ငယ်စဉ်ကချင်းလေးအကဝတ်စုံကိုသွားပြီးတော့ထုတ်လာပေးတာပဲဖြစ်နေပါတယ်ငယ်စဉ်ကဒီရွာမှာချင်းလေးအကဆိုလို့ရှိရင်ဆရာချန်ကအတော်ဆုံးပဲဖြစ်ပြီးတော့သူ့ရဲ့မင်္ဂလာဆောင်မှာတော့မှသတို့သားကိုယ်တိုင်ကချင်းလေးအကကိုကားခဲ့တဲ့အထီးပဲဖြစ်ပါတယ်ဒါကိုလည်းဆရာချန်ရဲ့မိမကအပြစ်မမြင်မဲနဲ့သူ့ရဲ့ယောက်ျားကိုအကားနဲ့ပတ်သက်ပြီးတော့မကောင်းပြောလို့ရှိရင်သူကစပြီးတော့ရန်ဖြစ်ပေးတဲ့သူပဲဖြစ်ပါတယ်ဒါပေမဲ့အချိန်ကြီးကြာလာတဲ့အခါမှာတော့စာဝတ်နေရေးကိစ္စကလည်းရှိနေသေးတာကြောင့်မလို့ဆရာချန်ကိုချင်းလေးအကမကားတော့ဖို့အတွက်တားလိုက်ရပါတယ်ဒီချိန်ထိဝါသနာတွေကိုချုံးနေပြီးတော့စာဝတ်နေရေးအတွက်အလုပ်လုပ်နေတဲ့ဆရာချန်ကိုလည်းသူကိုယ်တိုင်တင်ထားတဲ့ဝတ်စုံလေးကိုထုတ်ပေးလိုက်တာကြောင့်မလို့ဆရာချန်ကလည်းဝမ်းသာသွားပါတယ်ဒီလိုနဲ့ပဲတရားဝင်လေးချင်းလို့ကြာသွားကြပြီးတော့အားလုံးကလည်းပြောနေကြပါမယ်တီးစရာပုံကအခုထိမရှိသေးတာကြောင့်မလို့ဆရာချန်ကလည်းဘုံဝယ်ပေးဖို့အတွက်အိမ်ထဲကနေပြီးတော့မှပတ်စံခိုးဖို့လုပ်လိုက်ပါတယ်ဒါကိုလည်းသူမိမကတိတာကြောင့်မလို့ပတ်စံရှိရကိုပြပြပေးလိုက်ပြီးအာကျွမ်းတို့ကိုဘုံပါဝင်ချင်းလေးကောင်အသေးတလုံးဝယ်ပေးလိုက်ဖို့ပါပြောလိုက်ပါတယ်သူတို့မှကလေးမရှိတာကြောင့်မလို့အာကျွမ်းတို့ကိုမိသားစုဝင်နေလို့မျိုးသဘောထားတာမလို့ချင်းလေးကောင်အစုံနဲ့ပဲကမနေကြတော့ဖို့အတွက်ပြောပေးလိုက်ပါတယ်အဒီနောက်မှာတော့ရလာတဲ့ပတ်စံနဲ့အာကျွမ်းတို့ကိုချင်းလေးကောင်ရောင်းတဲ့ဆိုင်ကိုလည်းခေါ်သွားပေးလိုက်ပြီးဖုံတလုံးနဲ့ကြိုက်ပါတယ်ဆိုတဲ့ချင်းဒီကောင်းတစ်လုံးကိုယူထားဖို့အတွက်ပြောပေးလိုက်တာကြောင့်မလို့အာကျွမ်းတို့ကလည်းပြောသွားပါတယ်။နောက်ထပ်လေ့ကျင့်ဖို့အတွက်သွားကြမယ်ဆိုပြီးလောက်လိုက်တဲ့အခါမှာတော့သူတို့ကအများကြီးလေ့ကျင့်ပြီးထားပြီးဖြစ်တာမလို့နောက်ထပ်လေ့ကျင့်ဖို့အတွက်လိုသေးတာလားဆိုပြီးတော့အာကျွမ်းကထားပြောလိုက်ပါတယ်။ဒါကိုကြားသွားတဲ့ဆရာချန်ကလည်းအဲ့ဒါဆိုလို့ရှိရင်အရင်ဆုံးပြန်ကြည့်ဖို့အတွက်လောက်ခိုင်းလိုက်ပြီးတော့သူနဲ့ရင်းနှီးတဲ့တင်နန်းကျောင်းတစ်ခုကိုလည်းခေါ်သွားပေးလိုက်ပါတယ်။အဲဒီကတင်နန်းသားတွေနဲ့အာကျွမ်းတို့ကိုလည်းအဆက်ပြန်ခိုင်းလိုက်တာကြောင့်မလို့အာကျွမ်းတို့ကလည်းအသေးပြင်လိုက်ပြီးမယ်။စားပြီးတော့ပြန်လိုက်ပြီဆိုတာနဲ့ချင်းလေးအခဆိုတာကကာနီးတက်တယ်မဟုတ်ဘူးဆိုတာကိုနားလည်သွားပါတယ်။တိုင်းနေဘော်ကိုပြေးတက်သွားပြီးတော့ထိတ်ဆုံးမှရှိတဲ့တခွန်အလံကိုနှစ်ဖက်ကလူယူရတာမလို့တစ်ဖက်နဲ့တစ်ဖက်ကတိုက်ခိုက်ကြရတဲ့အပြင်အဲ့ဒီပွဲမှာလည်းအာကျွမ်းတို့ကအသိခံလိုက်ရပါတယ်။အကားကားနေတဲ့အာကျွမ်းနဲ့အာမောင်နဲ့အခြားခံရတဲ့မဟုတ်ဘဲနဲ့ဘုံတီးပေးနေတဲ့အာကုကပါအခြားခံနေရပြီးတော့လွယ်မဲ့ထင်ထားတဲ့ပြိုင်ပွဲကိုလည်းမရှုမလှကြီးရှုံနေသွားပါတယ်။ပွဲပြီးတော့စိတ်ပြက်နေတဲ့အာကျွမ်းတို့စီကိုလည်းဆရာချန်ကရောက်လာပြီးတော့အပိစကားပြောလိုက်ရင်အာကျွမ်းတို့မှာအားသာတဲ့အချက်တစ်ခုရှိတယ်ဆိုပြီးတော့ပြောလိုက်ကအဲ့ဒါကအတော်လေးအခြားခံနိုင်တာပဲဆိုပြီးတော့ပြောပေးလိုက်ပါတယ်။ဒါကြောင့်သူတို့ကပို့ပြီးတော့စူးစမ်းဖို့လိုသေးတယ်ဆိုတော့ကိုသိလိုက်ကြတာမလို့နောက်နေ့ကစပြီးတော့သူတို့လုပ်တဲ့လေ့ကျင့်ခန်းတွေကိုလည်းနှစ်စားတိုးပြီးတော့လေ့ကျင့်လိုက်ပါတယ်။တပါးတဲ့တိုက်ခိုက်တဲ့နီးတွေကိုပါတင်ကြားလိုက်ပြီးတော့ကနေရင်းနဲ့တိုက်ခိုက်တဲ့နီးလန်းနေနဲ့တိုင်မော်ကိုတက်ပြီးတော့ဘယ်လိုမျိုးပုံစံကိုခန်းစားရင်းနဲ့ခြေထောက်တွေကိုအကွက်ရွှေ့ရမလဲဆိုတော့ကိုပါတင်လိုက်ကြပါတယ်။တဖြည်းဖြည်းနဲ့အာကျွမ်းတို့သုံးစလုံးရဲ့အကြီးချင်းကလည်းတိုးတက်လာပြီးဖြစ်ပြီးတော့အဲ့ထဲမှာအကျိုးသားဆုံးကတော့အာကျွမ်းဖြစ်ပြီးတခြားသူတွေထက်ကိုပိုးပြီးတော့အစာတိုးပြီးလေ့ကျင့်နေတာကိုလည်းဆရာချန်ကသတိထားမိသွားပါတယ်။လေ့ကျင့်ရပြီးသွားလို့ညနေပိုင်းကိုရောက်တဲ့အချိန်တိုင်နေရဲ့ရှိမှနောက်ထပ်တိုင်ချီတစ်ချောင်းကိုဘာကြောင့်စိုက်ထားရတယ်ဆိုပြီးတော့အာကျွမ်းကမေးလိုက်ပါတယ်။အဲ့ဒါကိုမိုးမြော့တိုင်လို့ခေါ်ပြီးတော့ချင်းလေးအကာသမားတွေဘယ်လောက်ထိပဲတော်နေပါစေ။သူတို့ထက်မြင်မာတဲ့အဆင့်တစ်ခုရှိသေးတာကိုမမေ့ဖို့အတွက်တတိပေးတဲ့အနေနဲ့ထားတယ်ဆိုတာကိုဆရာချန်ကပြောပြလိုက်ပါတယ်။အဲ့ဒီတိုင်ဘောကိုလည်းဘယ်သူမှခုံဖို့အတွက်မဖြစ်နိုင်တယ်လို့အခုချိန်ထိလည်းဘယ်သူကမှမိုးမြော့တိုင်ဘောကိုမခုံရဘူးဆိုတာကိုသိသွားပါတယ်။ဒီလိုနဲ့ရွာမှာပြိုင်ပွဲတစ်ခုစတင်လိုက်ပြီးတော့အဲ့ဒီပြိုင်ပွဲကိုအနိုင်ရတဲ့သူတွေကမြို့ကိုသွားပြီးတော့ချင်းလေးအကပြိုင်ပွဲကြီးမှာပြိုင်ဖို့အတွက်တစ်ကက်ရမှာပဲဖြစ်ပါတယ်။အဲ့ဒီပွဲကိုလည်းအာကျွမ်းတို့ကဝယ်ပြိုင်လိုက်ကြပြီးတော့စိတ်လှုပ်ရှားနေကြပြီးဆရာချန်ကသူတို့လည်းရောက်တဲ့အထိမုံစားရင်းနဲ့စောင့်မှုအတွက်မုံသွားဝယ်နေတာမလို့ပူပြီးတော့စိတ်လှုပ်ရှားနေပါတယ်။အမှန်တော့ဆရာချန်ကအာကျွမ်းတို့ကိုစိတ်မလှုပ်ရှားအောင်မုံဝယ်ကြွေးတာဖြစ်ပေမယ့်လမ်းမှာငါးပိုးရည်နဲ့ပင်ပန်းနေတဲ့သူ့ရဲ့မိန်းမကိုလမ်းတွေ့လိုက်ရပါတယ်။အဲ့ဒါအပြင်ငါးဝယ်တဲ့သူတွေကယောက်ျားရှိနေတာကိုအလုံးမခိုင်းမဲနဲ့မိန်းမကကိုယ်တိုင်လိုက်ပို့နေတာမလို့အသုံးမချတဲ့ယောက်ျားကိုယူထားတာပဲဆိုပြီးတော့ပြောနေတာကိုပါကြားသွားပါတယ်။အာကျွမ်းတို့ရဲ့ဘက်မှကလည်းအခုမှစပြန်ရတာမှမလို့ကြောက်နေပါတယ်ဆိုမှသူတို့ရဲ့ပြိုင်ဘက်ကသူတို့ကိုအနိုင်ယူသွားတဲ့တင်နန်းကျောင်းကတင်နန်းသားတွေပဲဖြစ်နေပါတယ်။စိတ်မကောင်းဖြစ်သွားတဲ့ဆရာချန်ကလည်းအိမ်ကိုပြန်သွားလိုက်ပြီးတော့ငါးပို့ပေးမယ်ဆိုပြီးလောက်လိုက်ပေမယ့်အခုသူတို့ရဲ့စားဝတ်နေရေးကအဆင်ပြေလာပြီးဖြစ်တာကြောင့်မလို့ချင်းလေးအကကိုကမယ်ဆိုလို့ရှိရင်လည်းဖြစ်တယ်ဆိုပြီးတော့ပြန်ပြောတာကိုကြားလိုက်ရပါတယ်။အဲ့ဒါအပြင်အာကျွမ်းတို့ကိုလည်းအမြဲဆုံးသွားပြီးတော့ကူညီလိုက်ဖို့နဲ့
ပြိုင်ပွဲမှာအနိုင်မရလို့ရှိရင်အသေးရိုက်တက်ပြစ်မယ်ဆိုပြီးတော့ပါချိန်ချောက်သွားတာမလို့ဆရာချန်ကလည်းပြောသွားပါတယ်ပြိုင်ပွဲကအားချွန်ကလည်းသူတို့လက်ကိုရောက်လာပေမဲ့အခုဒီဆရာချန်ကရောက်မလာသေးတာကြောင့်မလို့လန့်နေပြီအပြိုင်တော့ရင်ကောင်းမယ်ဆိုပြီးတော့တွေးနေကြပေမဲ့အားတင်းလိုက်ပြီးတော့အားချွန်ကပြိုင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့စပြီးတော့ပြန်လိုက်ကြကအလံကိုလည်းလူယူလိုက်ကြတဲ့အခါမှာတော့ပွဲကလည်းပြီးသွားပြီးတော့အဲ့ဒီအခါကျမှဆရာချန်ကလည်းရောက်ချလာပါတယ်အမော်တကြီးပြေးလာတဲ့ဆရာချန်ကလည်းအားချွန်တို့ရဲ့မျက်နှာကိုကြည့်လိုက်တော့စိတ်မကောင်းဖြစ်နေတာကိုတွေးလိုက်ရတာကြောင့်မလို့မနိုင်ရင်လည်းဘာမှမဖြစ်ဘူးဆိုပြီးတော့ပြောပေးလိုက်ပါတယ်ဒါပေမဲ့အားချွန်တို့ကအနိုင်ယူပြလိုက်နိုင်တာမလို့တိတ်ကတ်ကိုလည်းရထားတဲ့အကြောင်းကိုပြပေးလိုက်ပြီးတော့ surprise လုပ်ပေးလိုက်ပါတယ်ပြိုင်ပွဲကိုအနိုင်ရသွားတာကြောင့်မလို့အားချွန်တို့ကိုညစာကျွေးလိုက်တာကြောင့်မလို့အလုံးပြောနေကြပေမဲ့ဒီထက်ပိုဆိုးတဲ့အခက်အခဲတွေကိုတွေးလာနိုင်ရတာကြောင့်မလို့သူတို့ကပို့ပြီးတော့စူးစမ်းဖို့လိုအပ်တယ်ဆိုတာကိုဆရာချန်ကပြောပြလိုက်ပါတယ်အဲ့ဒီအချိန်အားချွန်ရဲ့မိဘတွေပြန်ရောက်လာတယ်ဆိုပြီးတော့လူတယောက်ကလာပြောတာကြောင့်အားချွန်ကလည်းအပျော်ပေါ်အပျော်ဆင်းပြီးတော့တအားပျော်သွားကအင်ကိုတန်းပြေးသွားပါတယ်ဒါပေမဲ့အင်ကိုရောက်သွားတော့အပျော်တွေကလည်းခဏတာပဲဆိုတာကိုသိသွားပါတယ်သူရဲ့မိဘတွေအိမ်ပြန်လာတာကမကောင်းတဲ့ကိစ္စကြောင့်ပဲဖြစ်ပြီးတော့အားချွန်ရဲ့အဖေကစောက်လို့ရေးဆိုင်မှာတိုက်ပေါ်ကနေပြီးတော့မှပြုတ်ကျလာလို့ပဲဖြစ်နေပါတယ်အလုပ်ပိုင်ရှင်တွေကလည်းလက်ရှိဈေးဘိုးကိုတော့ထောက်ပံ့ပေးလိုက်ကကုသပေးလိုက်ပေမဲ့ဆိုတာကအခုချိန်ထိအားချွန်ရဲ့အဖေကကိုမဝေနေတာပဲဖြစ်ပါတယ်အဲ့ဒါကိုလည်းအနောက်ကနေပြီးတော့မှလိုက်လာတဲ့ဆရာချန်တို့ကပါတွေ့သွားတာမလို့ပို့ပြီးတော့စိတ်မကောင်းဖြစ်သွားတဲ့အားချွန်ကလည်းတနေရာကိုထွက်ပြေးသွားပါတယ်အဲ့နေရာကသူစုတောင်းခဲ့တဲ့ဖျားရုပ်ထုရှိတဲ့နေရာပဲဖြစ်ပြီးတော့ကြကြမမာနဲ့ပြန်လာပါစီဆိုပြီးတော့စုမတောင်းခဲ့မိတာကြောင့်မလို့သူ့ရဲ့စုတောင်းကမှားသွားပြီဆိုပြီးတော့ပြောနေရင်ငိုနေလိုက်ပါတယ်အဖေကိုကုသပေးရမယ်စေဘိုးကလည်းရှေ့လျှောက်ကသူတို့ပဲစိုက်ပေးရတော့မှဖြစ်တာမလို့အိမ်မှာပတ်စံရှာဖို့အတွက်ယောက်ျားလေးဆိုလို့အားကြွတယောက်ပဲရှိတာကြောင့်မလို့သူကိုယ်တိုင်ပတ်စံရှာဖို့အတွက်မျိုးကိုတက်သွားလိုက်ပါတယ်ဒီနေ့အကကိုလည်းလောလောဆယ်တော့နားထားရအောင်မှဖြစ်တာကြောင့်မလို့ဆရာချန်တို့ကလည်းရှာလာပြီးမျိုးကိုသွားမယ်ဘတ်စကားဂိတ်ကိုလိုက်ပို့ပေးလိုက်ပြီးတော့နှုတ်ဆက်လိုက်ကြပါတယ်ကားပေါ်တက်သွားတဲ့အားကြွကိုလည်းချင်းဒီအကောင်အဟောင်းကိုပေးလိုက်ပြီးတော့အမြဲတမ်းလေ့ကျင့်နေဖို့နဲ့ဘုံတန်ကိုကြားရတဲ့အခါတိုင်းမှာကြိုးစားခဲ့တာတွေကိုမင်းမပြေဖို့အတွက်အနောက်ကနေပြီးတော့မှစတိုက်လိုက်ပြောနေကြပါတယ်ဆရာချန်နဲ့အားမောင်တို့ပြောတာကိုလည်းမှတ်ထားလိုက်ပြီးတော့မျိုးကိုတက်သွားလိုက်ပြီမယ်မျိုးကိုရောက်တော့လေ့ကျင့်နေတာမရဘဲနဲ့ကြိုးအားကြပအလုပ်တွေကိုစတိုက်လုပ်နေရပါတယ်တခါတလေရွာကိုဖုံးဆက်ပြီးတော့ဆရာချန်တို့နဲ့စကားပြောလေးရှိပေမဲ့ကြာလာတော့ဖုံးတော်မဆက်ဖြစ်တော့ဘဲနဲ့အလုပ်တွေကလည်းများလာပါတယ်ပတ်စံကိုဘယ်လောက်ရှာရမလဲဆိုတာကိုအတိအကျသိတာကပြဿနာမဟုတ်ပေမဲ့ဘယ်လောက်ထိပတ်စံလိုတယ်ဆိုတာကိုမသိတာကကြောက်စရာကိစ္စတစ်ခုလိုဖြစ်နေပါတယ်အလုပ်ပေါင်းစုံနဲ့နေရာပေါင်းစုံကိုတွားပြီးတော့ပတ်စံရှာရတဲ့အားကျွမ်းကလည်းတဖြည်းဖြည်းနဲ့စိတ်အားငယ်လာပြီးတော့အကအကြောင်းကိုလည်းမစင်စားနိုင်တဲ့အထိဖြစ်သွားပါတယ်အခုချိန်ထိအားကျွမ်းပြန်မလာသေးတဲ့ကြောင့်မလို့ဆရာချန်တို့ကလည်းစိတ်ပူနေကြပေမဲ့ပြန်ဝက်ကနီးလာပြီးဖြစ်တာကြောင့်မလို့အားကျွမ်းရောက်မလာရင်သူကိုယ်တိုင်ဝင်ပြိုင်ပေးမယ်ဆိုပြီးတော့ပြောနေပါတယ်ညာဘက်ဒီအထိပါအလုံးလုံးနေရတဲ့အားကျွမ်းကလည်းတနေရာမှာပစ္စည်းတွေကိုပြုတ်ကျသွားရင်းနဲ့မိန်းကလေးအားကျွမ်းနဲ့ပြန်ပြီးတော့တွေ့သွားပါတယ်ချက်ချင်းမမိသွားတာကြောင့်မလို့သူ့ရဲ့ကားနဲ့တင်ခေါ်ပေးသွားလိုက်ပြီးတော့လမ်းမှာလည်းချင်းလေးအကကိုလေးချင်းဖြစ်သေးလားဆိုပြီးတော့မေးကြည့်လိုက်ပါတယ်ဒီပြိုင်ပွဲကိုလည်းသူ့ရဲ့နာမည်နဲ့တူတဲ့တယောက်ကဝင်ပြိုင်မယ်ဆိုပြီးတော့တငယ်ချင်းတွေကိုကြွားထားတာကြောင့်ဒီစကားကိုကြားသွားပြီးတော့အားကျွမ်းကလည်းဘာမှမပြောနိုင်မနဲ့ငံကျသွားပါတယ်လမ်းဆုံးကိုရောက်တဲ့အခါမှာတော့နှုတ်ဆက်ပါတယ်ဆိုတဲ့စကားတစ်ခုမှပြောလိုက်နိုင်ပေမဲ့မိန်းကလေးအားကျွမ်းကတော့ခေါင်းမောက်ကိုပတ်ကြွကြတာကိုမမေ့ဖို့အတွက်ပြောသွားပါတယ်ပြိုင်ပွဲရက်ကလည်းရောက်လာပြီးဖြစ်တာကြောင့်မလို့ဆရာချန်တို့၃ယောက်ကလည်းမြို့ကိုတက်ဖို့အတွက်လှုပ်လိုက်ရပြီးဆရာချန်တို့အတွက်ပစ္စည်းတွေအပြင်အားကျွမ်းတဲ့သူမိမပြင်ပေးထားတာကိုကြည့်ပြီးတော့လမ်းသွားကြပါတယ်တစ်ဖက်မှာလည်းစနေပြီးဖြစ်တဲ့ပြိုင်ပွဲကိုတော့အားကျွမ်းကမြင်နေရပေမဲ့အကအကြောင်းကိုတော့စဉ်းစားချိန်မရဘဲနဲ့ညဘက်တွေအထိပါလုပ်နေရပါတယ်အခုလည်းအဆဆလိုက်ဖို့ပေးနေရပြီးတော့တင်တန်းကြောင်တစ်ခုကိုရောက်သွားတော့သူများတွေအကလေးကျင်းနေတာကိုတွေ့သွားပြီးတော့အကအကြောင်းကိုပြန်ပြီးတော့အမှတ်ရသွားပါတယ်ပတ်စံကိုလည်းလွန့်ပစ်ပေးလိုက်ပေမဲ့အားကျွမ်းကတော့စိတ်မဆိုးဘဲနဲ့ပတ်စံကိုကောက်ကပြန်သွားလိုက်ပါတယ်ဆရာချန်တို့ကလည်းမနှက်ဖြန်ကတကယ်ပြန်ရမယ်နေဖြစ်တဲ့အပြင်ထိုင်ရိုက်ထုတ်လွှဲမှမလို့သူတို့ကအားကျွမ်းမြင်သွားအောင်ကပေးလိုက်ရင်ရပြီဆိုပြီးတော့ပြောပေးလိုက်ပါတယ်ချင်းလေးအကကိုပြန်ပြီးမြင်လိုက်ရတဲ့အားကျွမ်းကလည်းညဘက်မှာအိတ်လို့မရတော့တာကြောင့်သူနဲ့အတူပါလာတဲ့ချင်းလေးကောင်းကိုယူလိုက်ပြီးတော့ခေါမိုးတက်ကိုတက်သွားလိုက်ပါတယ်ပြီးတော့အရင်ကပြောခဲ့တဲ့ခန်းစားချက်တွေကိုခန်းစားလိုက်ပြီးတော့ပြန်ပြီးတော့ကားဖို့အတွက်ကြိုးစားကြည့်ပေမဲ့ကားခွဲတချို့ကိုမင်းနေပြီးဖြစ်တာမလို့ကားတဲ့နေရာမှာတလွဲလေးပဲဖြစ်နေပါတယ်ဆရာချန်ပြောသလိုမျိုးဘုံတန်ကိုပဲခန်းစားဖို့အတွက်ပြန်ပြီးတော့အမှတ်ရသွားတာမလို့စိတ်ထဲမှာဘုံတန်ကိုကြားအောင်လိုက်ပြီးတော့ကပ်ပြစ်လိုက်မှသူ့ရဲ့အရင်ကားခွဲတွေကိုအလွယ်လေးပြန်ပြီးတော့ရှာသွားပါတယ်အချိန်ကြီးအကြာကြီးနေမှာပျော်ရွှင်မှုကိုပြန်ပြီးတော့ခန်းစားလိုက်ရပေမဲ့လေအကားတင်ဖို့အတွက်လက်လျှော့ထားပြီးဖြစ်တာကြောင့်မလို့ချင်းလေးကောင်းကိုလည်းခေါမိုးတက်မှာပဲပြစ်ထားလိုက်ပြီးတော့အလုပ်သွားဖို့ပြင်လိုက်ပါတယ်ဒီတစ်ခါအလုပ်ကနောက်ထပ်နေရာတစ်ခုကိုပြောင်းအောင်မှဖြစ်တာမလို့သူနဲ့အလုပ်တူတဲ့လူတစ်ယောက်ကိုလည်းခေါ်ပြီးတော့ယထာဘူတာကိုသွားဖို့အတွက်လုပ်လိုက်ပါတယ်ပြိုင်ပွဲရုံကလည်းယထာဘူတာအနီးနားမှာပဲရှိတာကြောင့်မလို့ယထာမလာခင်လေးပြိုင်ပွဲကြီးကျင်နေဆိုပြီးတော့အတင်ပြောနေတာကြောင့်အားကျွမ်းကလည်းကွင်းထဲကိုဝင်သွားကြည့်လိုက်ပြီးတော့ယထာမလာခင်အချိန်ထိပဲလိုက်ကြည့်လိုက်ပါတယ်အထဲမှာလည်းနေပေါင်းစုံကအဖွဲမျိုးစုံရောက်နေပြီးတော့သူ့ရွာကချင်းသေးနဲ့အဖွဲနဲ့ဆရာချန်တို့ရဲ့ချင်းသေးနေပါရောက်နေတာကိုတွေ့သွားပါတယ်ပထမဆုံးကားပြဖို့အတွက်လှုပ်လိုက်ပြီးတော့ဒိုင်လူကြီးကချင်းသေးတွေကိုလိုက်ကြည့်နေတာကြောင့်ကျန်တဲ့ချင်းသေးတွေကလည်းသူတို့နီးတန်းတိုင်းမှာအလှပဆုံးဖြောပြပေးနေကြပါတယ်ဒါပေမဲ့ဆရာချန်ကတော့ဒိုင်လူကြီးသူတို့ကိုကြည့်မဲ့အချိန်ကိုစောင့်နေကမကပဲနေလိုက်ပြီးသူတို့စီကိုဒိုင်လူကြီးရဲ့မျက်လုံးရောက်လာပြီးဆိုတာနဲ့အကောင်းစားကားကွက်တွေကိုထုတ်သုံးပြီးတော့ဒိုင်လူကြီးစီကနေပြီးတော့မှအမှတ်ရအောင်ယူပြလိုက်ပါတယ်
ဒါတွေမကဘဲနဲ့တခြားပြိုင်ပွဲဝင်တွေကပါဆရာချန်တို့တော်တယ်ဆိုတာကိုသိထားမိသွားတဲ့ကြောင်းပထမဆုံးပြိုင်ပွဲကိုစပြီးဆိုတာနဲ့ဆရာချန်တို့ကိုဒုက္ခပေးဖို့အတွက်မဟာမိတ်တောင်ဖွဲ့ထားကြပါတယ်ပထမပြိုင်ပွဲကလမ်းကြောင်း၄ခုရှိပြီးတော့အဲ့ဒီလမ်းကြောင်းတိုင်းမှာရှိတဲ့အလံကိုအရယူနိုင်တဲ့ချင်းတွေ၄သိန်းကပဲနောက်တစ်ဆင့်ကိုတက်မှာဖြစ်ပါတယ်အဒီနောက်မှာတော့ပထမပြိုင်ပွဲကိုဆက်လိုက်ပြီးဆိုတာနဲ့မဟာမိတ်ဖွဲ့ထားတဲ့ချင်းတွေကလည်းဆရာချန်တို့ကိုရေထဲကိုပြုတ်ကြအောင်တက်ခိုင်းလိုက်ပါတယ်သူများတွေက2သိန်းစီပြိုင်ကြပေမဲ့ဆရာချန်တို့က1သိန်းပဲဖြစ်နေပြီးတော့ကူးမဲနောက်တစ်ဖွဲ့မရှိတာကြောင့်အရှိကိုဆက်ပြီးတော့တွားလို့မရတဲ့အပြင်ရေထဲကိုပါပြုတ်မကြအောင်အကန်ခံနေရပါတယ်အခြားခံနေရတဲ့ဆရာချန်တို့ကိုလည်းအာကျွမ်းကမြင်နေရတာမလို့ခေါင်းမိုးတက်မှာထားခဲ့တဲ့ချင်းတွေကောင်းကိုလည်းလှမ်းပြီးတော့ကြည်နေလိုက်ပါတယ်ဝိုင်းပြီးတော့အခြားခံနေရတဲ့ဆရာချန်တို့ရဲ့ချင်းတွေကောင်းကလည်းပျက်စီးသွားတာကြောင့်ဆရာချန်ကလည်းသူ့ရဲ့နောက်ဆုံးတိုက်ကွက်ကိုထုတ်သုံးဖို့အတွက်ပြင်ဆင်လိုက်ပါတယ်အဲ့ဒါက9နှစ်နေတဲ့ခြေောက်ပဲဖြစ်ပြီးတော့အဲ့ဒီအနက်နဲ့တိုက်ခိုက်လိုက်ပြီးတော့အရှိကိုဆက်သွားလိုက်တော့တခြားသူတွေကလည်းခြေထောက်နှမ်းကြောင်မလို့ရေထဲကိုခုန်ဆင်းပြေးသွားကြပါတယ်ဒါပေမဲ့လန်တဝက်ကိုရောက်တဲ့အခါမှာတော့တခြားသူတွေကရေမွေးပလင်းယူလာကြတာမလို့ဆရာချန်ရဲ့ခြေထောက်တက်ကွက်ကလည်းအဲ့နေရာမှာပဲတက်တန်းကုန်သွားပါတယ်ဒါကြောင့်မို့လို့ငကိုတိုင်းပြန်ပြီးတော့ချခံလိုက်ရကအနောက်ဘက်မှာပဲဆက်ပြီးတော့ကျန်နေတုံးမှာပဲရှင်နေကောင်းကိုယူပြီးတော့ပြန်လာတဲ့အားကြောင့်ကကွင်းလေးကိုပြေးဝင်လာပါတယ်ပြီးတော့သူ့ရဲ့အဖွဲကိုဥဆောင်လိုက်ပြီးတော့အခြားခံထားတဲ့ဆရာချန်ကိုလည်းနားခိုင်းလိုက်ပြီးတော့သူကခေါင်းဆောင်နေရာကိုယူပေးလိုက်ပါတယ်ပြီးတော့အကုန်လုံးကိုခုံပြန်ကြော်တက်သွားလိုက်ပြီးတော့နောက်ဆုံးမှာတော့အားကြောင့်ရဲ့ဆော့ဆောင်းကြီးနဲ့သူတို့လမ်းကြောင်းမှာရှိနေတဲ့တိုင်မော်ကိုတက်သွားလိုက်ပြီးတော့အလံကိုလည်းကြောင်းယူပြလိုက်နိုင်ပါတယ်သူ့ကိုအားပေးနေတဲ့လူတွေကိုနှုတ်ဆက်လိုက်ပြီးတော့အထဲမှာမင်းကလေးအားကြောင့်ကိုပါတွေ့လိုက်ရတော့ပြောသွားပေမယ့်မင်းကလေးအားကြောင့်ကသူ့ရဲ့ကောင်းလေးနဲ့တူတူပွဲလာကြည့်တဲ့ဆိုတော့ကိုတွေ့လိုက်ရတာကြောင့်မလို့စိတ်မကောင်းဖြစ်သွားပါတယ်ဆရာချန်တို့ကလည်းအားကြောင့်ကိုပြန်ပြီးတော့ကြိုးစိုးလိုက်ကြပြီးတော့အားကြောင့်ကိုယ်တိုင်လည်းငကိုလိုမျိုးပျော်ရွှင်မှုရသွားပါတယ်နောက်တစ်ဆင့်မှာတော့၄သိန်းမဲကျန်တော့ပြီးတော့အားကြောင့်တို့ရွာကချင်းလေးနဲ့အတင်းကလည်းကျန်နေသေးပါတယ်ပြန်ရမယ့်ပုံစံကရေပေါ်မှာရှိနေတဲ့ဖောင်ပေါ်ကအသီးတွေကိုမထိအောင်နေရမှာပဲဖြစ်ပြီးတော့ရေထဲကိုပြုတ်ချသွားတဲ့အတင်းကအရှုံးပဲဖြစ်ပါတယ်ချင်းလေးအနက်ကငွေရောင်ချင်းလေးအတင်းနဲ့ပြန်ရပြီးတော့အားကြောင့်တို့ကအပြန်ရောင်ချင်းလေးအတင်းနဲ့တစ်ဖက်စီပြန်ရမှာဖြစ်တာမလို့ပြိုင်ပွဲကိုစတင်လိုက်ပြီးဆိုတာနဲ့တစ်ဖက်နဲ့တစ်ဖက်ကလည်းစတင်တိုက်ခိုက်လိုက်ကြပြီးတော့ငွေရောင်ချင်းလေးကြောင့်မလို့သူတို့ရွာကအနှဲရောင်ချင်းလေးအတင်းကလည်းရေထဲကိုပြုတ်ချပြီးတော့ရှုံးသွားပါတယ်အဲ့ဒါကိုအားကြောင့်ကတွေ့သွားတာကြောင့်မလို့ကြောင်နေတုံးမှာပဲသူတို့ကိုလာပြီးတော့တိုက်ခိုက်နေတာကြောင့်အားကြောင့်ကလည်းတစ်ပတ်ပြန်လဲလိုက်ပြီးတော့ကန်ကျက်တဲ့ဘက်အဆုံးသတ်ပေးလိုက်ပြီးတော့ရေထဲကိုကန်ချပစ်ပေးလိုက်ပါတယ်ချင်းလေးနဲ့အတင်းကလည်းအားကြောင့်ကိုလာပြီးတော့ချေကျူးလိုက်ကငွေရောင်ချင်းလေးအတင်းကိုတတိထားဖို့အတွက်လာပြောပေးလိုက်ပါတယ်ငွေရောင်ချင်းလေးအတင်းကအားကြောင့်ဆက်ဆက်သွားဖို့တဲ့တင်းတန်းကပဲဖြစ်နေပြီးတော့သူတို့ကပါအားကြောင့်ကိုပြန်ပြီးတော့မှတ်မိတာကြောင့်မလို့တေချာပေါက်အနိုင်ယူပစ်ဖို့အတွက်လုပ်နေပါတယ်အဒီနောက်မှာတော့ပြန်ပွဲကိုစပြီးဆိုတာနဲ့နှစ်ဖက်စလုံးကတိုင်ပေါ်ကိုတက်လိုက်ပြီးတော့အလံကိုရအောင်ယူဖို့အတွက်လုပ်လိုက်ကြပြီးတော့ကိုပိုင်ကားကွက်တွေနဲ့တိုက်ကွက်တွေပါထုတ်သုံးလိုက်ကြပြီးတော့အပေါ်ကိုတက်သွားလိုက်ပါတယ်အဲ့ဒီမှာအားကြောင့်ကခြေထောက်ကိုတန်းနေခါလိုက်ရပြီးတော့အောက်ဘက်ကိုပြုတ်ကျသွားပေမယ့်အားမောင်ကခြေထောက်ကိုကုတ်ထားပေးလိုက်ပြီးတော့ပြုတ်ကျမသွားအောင်လုပ်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့တိုက်ခိုက်မှုတွေကလည်းရပ်တန့်သွားပြီးတော့အလံကိုဘသူကရှာလဲဆိုတော့ကိုကြည့်လိုက်တော့တဝက်စီရထားတာကိုတီးလိုက်ရပြီးတော့ပြန်ပွဲကလည်းအဲ့နေရာမှာပဲတည်ကျသွားပါတယ်ဒါကြောင့်အပိုထပ်ဆောင်နေနဲ့နောက်တစ်ဆင့်ကိုဆက်ပြီးတော့ပြန်ရမှာပဲဖြစ်ပြီးတော့အကောင်းဆုံးကားပြပြီးတော့အမှတ်များဆုံးရတဲ့အသင်းကအနိုင်ရမှာပဲဖြစ်ပါတယ်ဒီလိုနဲ့ငွေရောင်ချင်းသေးဖွဲ့ကအရင်ဆုံးကားပြလိုက်ပြီးတော့သူတို့ရဲ့လှပပါတယ်ဆိုတဲ့အကားတွေနဲ့ဒိုင်လူကြီးတွေစီကနေပြီးတော့မှအမှတ်အများဆုံးရနိုင်အောင်ယူထားလိုက်ပါတယ်အားကြောင့်ကခုနကတော့ခြေထောက်ကိုအနှင်းခံထားရတာကြောင့်မလို့ဒုက္ခရောက်နေပြီမယ်သူကတခါလောက်တော့အနိုင်ရပူးချင်နေဆိုပြီးတော့ဆရာချန်ကိုပြောလိုက်တာကြောင့်မလို့ဆရာချန်ကလည်းဆက်ပြိုင်ဖို့အတွက်ခွင့်ပြုပေးလိုက်ပါတယ်ဒီလိုနဲ့အားကြောင့်နဲ့အားမောင်ကလည်းတိုင်းနေစီဘိုကိုတက်သွားလိုက်ပြီးတော့သူတို့ရဲ့အကောင်းဆုံးပုံစံနဲ့ကပြပေးလိုက်ပေမယ့်ဒီကအကျန်းစားတိုက်သွားတာကြောင့်မလို့ချင်းဒီကောင်းကလည်းချုပ်ထားတဲ့နေရာကနေပြီးတော့မှပြေးသွားပါတယ်အရင်ကမှညံတွေကိုတတိယသွားပြီးတော့ကျိုးစားကကပေးလိုက်ပေမယ့်အားမောင်ကချေချော်ကျသွားတာကြောင့်မလို့အားချောင်ကပြန်ပြီးတော့ထိန်းထားပေးလိုက်ရင်းနဲ့ခြေထောက်ကိုတက်ထိသွားပါတယ်ခြေထောက်ကသွေးတွေထွက်နေပေမယ့်အကောင်းဆုံးဆက်ပြီးတော့ကလိုက်ရင်းနဲ့အဆုံးကိုရောက်တာအားချောင်ကမိုးမြို့တိုင်ကိုလည်းစိုက်ကြည့်လိုက်ပါတယ်အားလုံးကအားချောင်ကမိုးမြို့တိုင်ကိုစိုက်ကြည့်နေတာမလို့အဲ့ဒီအပေါ်ကိုခုန်တက်ဖို့အတွက်ကြိုးစားနေတာကိုသိသွားပြီးတော့အားပေးလိုက်ပါတယ်အားမောင်ကိုလည်းအပေါ်ကိုတယောက်ပဲခုန်သွားလို့ရမှာဖြစ်တဲ့အကြောင်းကိုပြပြလိုက်ပြီးသူ့ကိုအားရှိသလောက်ပေးနေပေးဖို့အတွက်တောင်းဆိုလိုက်ကမိုးမြို့တိုင်ကိုခုန်တက်ဖို့အတွက်လုပ်လိုက်ပါတယ်မင်္ဂလေးအားချောင်ကပါအောက်ဘက်ကိုဆင်းလာပြီးတော့ပုံတီးကအားပေးလိုက်တဲ့အပြင်ဆရာချန်တို့အပါဝင်တခြားချင်းလေးအဖွဲ့တွေအကုန်လုံးကလည်းအားချောင်တို့ကိုပုံတီးပြီးတော့အားပေးလိုက်ပါတယ်အားချောင်ကလည်းခုန်တက်ဖို့အတွက်ပြင်ဆင်လိုက်ပြီးတော့ကာကွယ်တစ်ခုကိုထုတ်လိုက်ရင်ငယ်စဉ်ကသူ့ရဲ့မိဘတွေနဲ့ချင်းလေးကပွဲကိုသွားပြီးကြည့်ခဲ့တာကိုအမှတ်ပြန်ရသွားပါတယ်အဲ့ဒီလိုမျိုးအမှတ်တရတွေမှတ်ညံနေနဲ့ပျော်ရွှင်မှုတွေနဲ့ကြိုးစားမှုတွေအကုန်လုံးကိုစိတ်ထဲမှာထားလိုက်ပြီးအားမောင်ကမြောက်ပေးလိုက်တာနဲ့အားချောင်ကလည်းအတက်ကုံမိုးဘော်ကိုခုန်တက်သွားလိုက်ပါတယ်ချင်းလေးတစ်ကောင်လုံးမျိုးအပေါ်ဘက်ကိုခုန်တက်သွားလိုက်ပြီးမြင်အားချောင်ကရေထဲကိုပြုတ်ကျသွားတာကြောင့်မလို့အားကိုတို့ကလည်းအားချောင်ကိုအမြဲဆုံးဆင်းခဲ့လိုက်ကြရပါတယ်အားချောင်ကိုအားပေးကြတဲ့လူတိုင်းကလည်းအဲ့ဒီပွဲကိုကြည့်ရင်လည်းအဝန်းနေကြတော့အားချောင်ရဲ့ချင်းလေးကောင်းကမိုးမြော်နိုင်ရဲ့ထိပ်ပေါ်မှာချိန်ထားခဲ့တယ်ဆိုတာကိုလည်းသိသွားကြပါတယ်တစ်ဖက်ကအေးရထဲမှာလဲပြီးတော့ကိုမဝေနေတဲ့အားချောင်ရဲ့အဖေကလည်းလက်တွေကဆက်လုပ်လာပြီးတော့တတိပြန်ရသွားပါတယ်နောက်ဆုံးမှာတော့ပြိုင်ပွဲကြီးကလည်းပြီးဆုံးသွားတဲ့အချိန်ကိုပြသနေပြီးတော့အားချောင်ကတော့အဖေကိုစေကူတာပေးဖို့အတွက်မြို့မှာပဲဆက်ပြီးတော့အလုံးလုံးနေပေမဲ့ချင်းလေးကပွဲမှာအနိုင်ရခဲ့တဲ့သူကသူတို့ဖြစ်တယ်ဆိုတာကိုပြသရင်းနဲ့ပဲဇလန်ကပြီးဆုံးသွားပါတယ်